အားလုံးပဲမင်္ဂလာပါခင်ဗျာကိုနိုင်ကြီးရဲ့ပြောချင်ရပြောမယ့်အစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်မိတ်ဆွေတို့ပုံတကားတိုက်တယ်ဆိုတာကြားဘူးကြလားကြားဘူးကြမယ်လို့လည်းထင်ပါတယ်အိမ်ကိုလူမရှိဘဲနဲ့လူမမြင်ရဘဲနဲ့ခဲနဲ့ပေါက်လိုက်တယ်လို့ခဲနဲ့ပက်ကျလိုက်တယ်လို့ခဲတွေအများကြီးကျလာတာတို့အိမ်ထဲကပစ္စည်းတွေအလိုလိုရွေ့သွားတာပစ္စည်းတွေမြောက်တက်ပြီးကျကွဲတာတို့အိမ်နဲ့မီးတောက်တွေကဟိုနေရာထတော့ဒီနေရာထတော့တာတော့ပေါ့ခုကိုနိုင်ကြီးပြောပြသွားမှာကတော့ကိုနိုင်ကြီးရဲ့မိတ်ဆွေတယောက်ကြုံတွေ့ကြရတဲ့ဖြစ်ရမှန်ပုံနှကအတိုက်ခံရတဲ့ဇာတ်လမ်းလေးပါပဲထုံးစံတိုင်းကိုနိုင်ကြီးကိုယ်တိုင်ဝန်ခံစားပြီးကိုနိုင်ကြီးရဲ့မူအတိုင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကိုနိုင်ကြီးကမြို့ထဲမှာဆိုရင်တော့မတိသူမရှိသလောက်ဖြစ်တဲ့စီးပွားရေးသမားတထေးပေါက်စာလေးတယောက်ပါစီဝိုင်းဆိုလောဘကြီးလုံးလို့မိတ်ဆွေတချို့ကအလုံတရဲလို့တော့အမိပြောင်းပေးခံထားတဲ့အထိပေါ့အောင်မြင်တဲ့စီဝိုင်းသမားတယောက်မို့လို့လုပ်ငန်းတူပတ်တနာတွေလည်းများတယ်လုပ်ငန်းတွေဆက်ဆံရတဲ့လူတွေလည်းများတာပေါ့အဲ့ဒီမှာကိုနိုင်ကြီးကိုသဘောကျလေးသားတဲ့လူတွေရှိသလိုမနှင်းမျိုးကြီးမြတ်တဲ့လူတွေလည်းရှိတယ်ကိုနိုင်ကြီးလည်းသိတာပေါ့ဒါပေမဲ့ I don't careကိုနိုင်ကြီးကတော့ကြီးမဆိုင်ဘူးလှုပ်ရှားရှိတာကိုပဲရှေ့ဆက်လုပ်တယ်ကိုနိုင်ကြီးရဲ့အိမ်လေးနဲ့မိတ်ဆက်ပြီးပြသေးကိုနိုင်ကြီးရဲ့အိမ်လေးကတော့အုတ်တတိုင်းမြင့်ကြီးခတ်ထားတဲ့ခြံဝင်းအကျယ်ကြီးတွေကမြက်ခင်းမြင့်အကျယ်ကြီးရဲ့အလယ်မှာစောက်ထားတဲ့နှစ်ထပ်တိုက်လေးဖြစ်ပါတယ်အိမ်လေးကိုမိတ်ဆက်ပြီးရတာကဒီရဲ့ဘိုင်းမှာကိုနိုင်ကြီးတို့အိမ်မှာထူးခြားတာတွေမကြာခဏဖြစ်ပေါ်နေတာတွေ့ရတယ်ကိုနိုင်ကြီးတို့မိသားစုထမင်းစားနေတဲ့အချိန်မှာဆိုရင်ထမင်းစားခန်းလေးကိုထမင်းစားစပွဲပေါ်ကိုအကြောင်းရင်းမရှိဘဲနဲ့ကြောက်ခဲတွေပတ်လိုက်တယ်လို့တဖွဲဖွဲနဲ့ကြာလာပြီးခဏဖြစ်လာတယ်တကားတွေရတယ်လုံပိတ်ထားတာမို့အပြင်ကဝင်လာကြအကြောင်းလည်းမရှိပါဘူးအပေါ်ကနေကြာလာကြအကြောင်းကလည်းမဖြစ်နိုင်ဘူးလေတခါတည်းမှာအေကန်နဲ့ခုံတွေကနေရာရွေ့သွားတာလဲနေတာတွေစတီစပွဲပေါ်ကပန်းအိုကျကွဲတာတွေလည်းမကြာခဏဖြစ်နေတယ်ဗျအဆိုးဆုံးကတော့အိမ်ထဲမှာဟိုနေရာကမိထတောက်လိုက်ဒီနေရာကမိထတောက်လိုက်နဲ့နေရာအနှံ့တနေရာပြီးတနေရာမီးတွေထတောက်နေတာပဲအိမ်မီးလောက်မှာစိုးတာနဲ့အဲမီးတောက်တွေကိုစောင့်ကြည့်ဖို့အတွက်အိမ်ကူကောင်လေးတယောက်ကိုမီးသက်စီဖို့ပေးပြီးစောင့်ကြည့်ခိုင်းထားရတယ်အဲ့လိုတွေမကြာခဏဖြစ်နေတော့မဖြစ်တော့ဘူးဆိုပြီးနာမည်ကြီးအထက်လမ်းဆရာတယောက်ကိုပြင်ပြီးစစ်ခိုင်းရတယ်ဆရာကြီးကအိမ်ရောက်ပြီးစစ်လိုက်တဲ့အချိန်မှာဒါမင်းတို့ကိုတယောက်ကပုံနှကားတိုက်ထားတာတဲ့ဆရာကြီးကအစီရင်လုပ်ပြီးတော့အိမ်ကိုဂါထာတွေရွတ်ပြေးရည်တွေသဲရည်နဲ့ပတ်လိုက်တယ်အဲ့ဒီအချိန်မှာပဲတိန်လုံးဝုန်းတိုင်းချဲတော့တာပဲအိမ်ထဲမှာရှိတဲ့ပရိဘောဂပစ္စည်းတွေလေးပေါ်မှာမြောက်ပြီးပြုတ်ကျပြီးကျိုးပယ်ကုန်တယ်အဲ့လိုပဲမိဖို့ကြောင့်တွေကပကံစင်ကပကံတွေကလည်းမြောက်တက်ပြီးနန်းနေနဲ့ပြည့်ရိုက်ပြီးတော့ကွဲကုန်တယ်တိန်လုံးကိုပြောင်းဆန်နေတယ်အဲ့ဒါလည်းမပြီးသေးဘူးဘယ်ဟာမှမသိတဲ့တောက်ခောက်တန်တွေကလည်းတောက်လျှောက်ထွက်ပေါ်လာတယ်ဆရာကြီးကမျက်စိမိတ်ကားထားပြီးညွန့်နေရင်ကနေရုတ်တရက်လာလိုက်ခဲ့ဆိုပြီးတော့ကိုနိုင်ကြီးတို့ခေါ်သွားပြီးတော့အပြင်ထွက်သွားတယ်တိုက်ပြင်ရောက်တဲ့အချိန်မှာဝင်းပေါင်းနားမှာရှိတဲ့ပန်းအိုးတွေကတလုံးကိုလက်ညှိုးထိုးပြပြီးထုတ်ခိုင်းတယ်ကိုနိုင်ကြီးတို့လည်းပန်းအိုးကိုထုတ်လိုက်တဲ့အချိန်မှာဆရာကြီးကသူ့ရဲ့လက်ထဲကတောင်ဝင်းနဲ့ပန်းအိုးကိုရိုက်ခွဲလိုက်တယ်ပန်းအိုးကွဲသွားတဲ့အချိန်မှာပန်းအိုးရဲ့မြေကြီးမြေဆွေးတွေကနေအဝတ်စားနဲ့ထုတ်ထားတဲ့အထုပ်ထွက်လာတယ်ဆရာကြီးကအဲ့ဒါသေသွားတဲ့မီးနေတဲ့ရဲ့ထမင်းစားနဲ့ထုတ်ထားတာတဲ့အဲ့မှာဆရာကြီးရဲ့တပည့်ကအထုပ်ကိုဖြေလိုက်တဲ့အချိန်မှာအထုပ်ထဲကနေအင်းများတစ်ချက်ရဲ့လူအယိုးလိုယူဆတဲ့အယိုးအပိုင်းစလေးတွေထွက်ပေါ်လာတယ်ဆရာကြီးကကြည့်ပြီးတော့အဲ့ဒါမင်းကိုအသေးလောက်ထားတာတဲ့ဆရာကြီးတပည့်ကအဲ့ဒါတွေကိုခြံဝင်းထဲမှာယူပြီးမီးရှို့ဖျက်ဆီးလိုက်တော့မှတိန်လုံးပြောင်းဆန်နေတာကြီးရက်သွားပြီးတောက်ခေါက်တန်တွေလည်းတိတ်ဆိတ်သွားတယ်နောက်နေ့မနေ့မှာတော့မြို့ထဲကတိတ်ခါတော်ရဆရာတော်ဖျားကြီးနဲ့တန်ဃာတော်တွေကိုပင့်ဖိတ်ပြီးအောင်ဆုံးစက်ကတ်လှူဒန်းလိုက်တယ်ဆရာတော်နဲ့တန်ဃာတော်တွေကလည်းအိမ်တန့်သွားအောင်လို့ပဋ္ဌာန်းတွေကျွတ်ပြီးတော့ကမောဝါတွေဖတ်ပြီးသွားတယ်အဲ့ဒီနောက်ပိုင်းမှာကိုနိုင်ကြီးတို့အိမ်လည်းတန့်သွားပြီးအေးချမ်းနဲ့နေရတော့တယ်စကားမဆက်အဲ့ဒီပန်းအိုးလေးကကိုနိုင်ကြီးရဲ့စီးပွားဘက်မိတ်ဆွေတယောက်လွန်ခဲ့တဲ့ရက်ပိုင်းကမှလက်ဆောင်ပေးထားတာဗျ
ကိုနိုင်ကြီးလည်းတရားခံကိုသိပေမဲ့ဘာဆက်လုပ်ရမလဲဆိုတော့ခုထိဝေခွဲလို့မရအောင်မခံရင်စိမ့်နဲ့ပဲလက်တုံပြန်ရမလားမေတ္တာရှေ့ထားပြီးတော့ခွင့်လွတ်ကမသိကြအောင်စောင့်နေလိုက်ရမလားကဲမိတ်ဆွေတို့ရောကိုနိုင်ကြီးရဲ့နေရာမှာဆိုရင်ဘာဆက်လုပ်မလဲပြောပြပေးကြပါဦးနော်ဟုတ်ကဲ့ပါဇလန်လေးကတော့ဒီမှာတင်ပြီးဆုံးပါပြီနောက်ရများမှာလည်းဒီတဲ့ပို့ပြီးကျန်းတဲ့ပရာလောကဇလန်တွေကိုဆက်လက်နားဆင်လိုချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ကိုနိုင်ကြီးပြောချင်အောင်ပြောမယ် page လေးကို like and subscribe လေးလုပ်ပေးဖို့မမီးကြပါနဲ့နော်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ